သူတို့နှစ်ဦးဟာစိန်ခံကားတစ်စီးနဲ့ပွဲလန်းတပင်ကိုရောက်ရှိလာပြီးလူအများရဲ့အာယုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။မိန်းကလေးကကားပေါ်ကနေရင်ကြေးဆင်းလာပြီးကောင်လေးနဲ့အတူပွဲထဲကိုရှောက်လန်းဝင်လာခဲ့တယ်။ဒါပေမဲ့မတော်တဆခြေခောက်သွားတဲ့အခါကောင်လေးကသူမကိုအချိန်မီဖမ်းထိန်ပေးလိုက်ပါတယ်။သူတို့နှစ်ဦးတဦးကိုတဦးမြစ်တာပါတဲ့အကြည့်တွေနဲ့ကြည့်ပြီးနောက်အတူတူဆက်လျှောက်လာခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲကောင်လေးရဲ့အတော်ဖြစ်သူကစကားပြောဖို့ရောက်လာပါတယ်။မိန်းကလေးကလူကြီးကိုချက်ချင်းနှုတ်ဆက်ပေးမယ်။အတော်ဖြစ်သူကသူမရဲ့ပကုံးဟိုက်ကဝင်နဲ့ပတ်သက်ပြီးရိုင်းဆိုင်ဝေဖန်ခဲ့တဲ့ကောင်လေးကတော့သူ့တော်ရဲ့ဟန်ဆောင်မှုကိုချက်ချင်းပဲဘူးပေါ်တီးပေါ်ဖွင့်ချပြီးပြန်လဲခြေပခဲ့ပါတယ်။သူ့ကိစ္စသူပဲအာယုံစိုက်ဖို့အတော်ဖြစ်သူကိုပြောလိုက်ပြီးသူ့ဇနီးကအတော်ဖြစ်သူရဲ့စိုးရိမ်မှုကိုမလိုအပ်ကြောင်းပြောဆိုလိုက်ပါတယ်။မိန်းကလေးကကောင်လေးကိုကြည်နူးစွာကြည့်နေမိတယ်။သူမအတွက်အခုလိုပြက်ပြက်တသားကာကွယ်ပေးတာကိုမြင်တော့သူဟာအကိုးထိုက်ဆုံးသူဆိုတာတေချာသွားခဲ့ပြီလေ။အဲ့ဒီနောက်သူမကသူ့လက်မောင်းကိုချိတ်ပြီးအထဲဝင်လာစင်မှာပဲကောက်ကျစ်တဲ့မိန်းကလေးတယောက်ရောက်လာပြီးကောင်လေးကိုအကိုလိုလှမ်းခေါ်လိုက်ပါတယ်။မိန်းကလေးကသူမမှာမကောင်းတဲ့ရည်ရွယ်ချက်ရှိနေတာကိုချက်ချင်းရိပ်မိသွားတယ်။သူမဘက်ကပိုင်ဆိုင်ကြောင်းပြသဖို့ပြင်နေတော့မှပဲကောင်လေးကဥအောင်လှုပ်ဆောင်လိုက်ပါတယ်။သူ့ကိုလူကြီးမင်းလို့ပဲခေါ်ဖို့နဲ့သူ့ဇနီးကိုတော့ကတော်လို့ခေါ်ဖို့ပြောလိုက်တယ်ပြီးတော့တင်းငိမ့်တဲ့လေတန်းနဲ့ပဲငါမိသားစုတစ်ခုလုံးကမင်းနဲ့မရင်းနှီးဘူးလို့ပြောလိုက်ပြီးဆွေမျိုးလိုဘာလိုနဲ့လာပြီးဟန်မဆောင်နဲ့လို့နှိမ်လိုက်ပါတယ်။အဲ့ဒီကောင်မလေးစကားမပြောနိုင်ပဲဖြစ်သွားတာကိုကြည့်ပြီးမိန်းကလေးကဂုံယူဝင်းကြွစွာနဲ့ကောင်လေးကိုစိတ်ထဲကနေအထက်ထက်ချီးမွမ်းနေမိတယ်။ကောက်ချစ်တဲ့ကောင်မလေးလည်းဒေါသတကြီးထွက်သွားရတော့ပါတယ်။အဲ့ဒီအချိန်မှာကောင်လေးကမိန်းကလေးကိုဟိုဘက်မှာဖောက်တဲ့အချို့ရှိနေလို့ကိုသွားနှုတ်ဆက်လိုက်အောင်မယ်မင်းဒီနားမှာပဲကြည့်နေအောင်တော့ကိုမင်းစီပြန်လာခဲ့မယ်လို့ပြောပြီးထွက်သွားပါတယ်။ထွက်သွားတဲ့ကောင်လေးကိုကြည့်ရင်မိန်းကလေးကတော့ဒီနေ့သူ့ရဲ့အပြုတ်မှုတွေပေါ်အကြီးကျယ်ဆွဲလန်းသွားခဲ့ပါပြီ။အဲ့ဒီနောက်သူမကစပွဲစီသွားပြီးမုတ်တွေကိုကြည့်နေတော့မြည်ဆန်းကြည့်ဖို့တခုယူလိုက်ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲအဲ့ဒီကောက်ချစ်တဲ့ကောင်မလေးကပြန်ရောက်လာပြီးသူမကိုစင်ရဲသားအငတ်မရဖြစ်နေသူဆိုပြီးလှောင်ပြောင်มาတော့တယ်။နေငါအစားတာလက်မထက်ခဲ့ရင်အခုလိုနေရာမျိုးကိုဘယ်တော့မှရောက်လာမှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတော့တယ်။မိန်းကလေးကဒါဟာကံကောင်းတာမဟုတ်ပဲသူမရဲ့ကိုယ်ပိုင်ရည်ချင်းကြောင့်သာဖြစ်ပြီးဒီကောင်လေးနဲ့လက်ထက်ရတာဟာသူမနဲ့ထိုက်တန်တဲ့အရာလို့ပြောလိုက်ပါတယ်။ဒါပေမဲ့မတမာတဲ့စိတ်ရှိတဲ့တခြားမိန်းကလေးကတော့သူမကိုအကျယ်ကြီးလောင်ရဲပြီးတယောက်ခဲ့ပါတယ်။ဒါအပြင်သူမရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့မိဘတွေကိုပါစော်ကားပြီးသူမဟာနိမိတ်မကောင်းတဲ့သူလို့ပြောဆိုခဲ့ပါတယ်။မိန်းကလေးကအပြင်ဘက်မှာတည်ငြိမ်နေပုံရပေမဲ့နောက်တစ်စက္ကန့်မှာတော့သူမလက်ထဲကအချိုပွဲနဲ့ဟိုမိန်းကလေးရဲ့မျက်နှာကိုတက်ပြစ်ပေါက်လိုက်ပြီးပါးစပ်ကိုဆင်ကျင်ပါလို့သတိပေးလိုက်ပါတယ်။ဟိုမိန်းကလေးအော်ဟစ်နေတာကိုကြည့်ပြီးအခုတော့နေ့ရဲ့ရုပ်ကနေ့နှလုံးသားလိုပဲညစ်ပတ်သွားပြီလို့မိန်းကလေးကပြောလိုက်ပါတယ်။ဒါဟာငါလုပ်တဲ့လုပ်ထိုက်တဲ့အရာပဲလို့လည်းဆိုပါတယ်။အဲ့ဒီအချိန်မှာပဲကောင်လေးရောက်လာပြီးဘာဖြစ်တာလဲလို့သူမကိုမေးပါတယ်မိန်းကလေးကဘာမှမဖြစ်ပါဘူးလို့ပြန်ပြောပြီးဟိုမိန်းကလေးကဖြောပြရေးအမှုပညာကိုဝါသနာပါလို့ထင်ခေါ်ပြောဆိုခဲ့ပါတယ်မနာလိုစိတ်ကလူတစ်ယောက်ကိုမှတ်မိလို့မရအောင်ပြောင်းလဲပြနိုင်တယ်လို့လည်းသူမကဆိုပြီးကောင်လေးကိုဆွဲခေါ်သွားပါတယ်မတမာတဲ့မိန်းကလေးကတော့ကြည်နေလိုက်လို့ဒေါသတကြီးအော်ဟစ်ကြံခဲ့ပါတယ်ခဏကြာမှမိန်းကလေးဟာကွယ်လွန်သွားတဲ့မိဘတွေကိုတတိယလာပြီးဝမ်းနဲ့ပက်လက်မျက်ရည်ကျမိပါတယ်အဲ့ဒီအချိန်မှာကောင်လေးကသူမကိုတ िश ူကန်ပေးပြီးတခုခုဆိုရင်ကိုကိုအကုန်ပြောပြလို့ရတယ်လို့နှစ်သိမ့်ပါတယ်ဒါနဲ့မိန်းကလေးကသူမရဲ့အတိတ်အကြောင်းတွေကိုသူ့ကိုပြောပြလိုက်ပါတယ်သူမရဲ့အကြောင်းတွေကိုသိသွားပြီးနောက်မှာတော့ကောင်လေးကကိုမင်းကိုစောင့်ရှောက်ပေးနိုင်ပါတယ်လို့ပြောလိုက်ပါတယ်ကောင်လေးရဲ့စကားကြောင့်မိန်းကလေးကပျော်ရွှင်စွာပြုံးလိုက်ပြီးတကယ်တော့ကျမထက်ကံကောင်းတဲ့သူမရှိတော့ပါဘူးကျမကပျော်ရွှင်ခြင်းရဲ့ရင်းမြစ်ဖြစ်တဲ့ရှင်နဲ့လက်ထပ်ထားရတာကိုလို့ဆိုပါတယ်မကြခင်မှာပဲလက်ထောက်ဖြစ်သူကကောင်လေးစီကိုမိန်းကလေးရဲ့မွေးစားမိဘတွေအကြောင်းအစီရင်ခံစာတစ်ခုလာပေးပါတယ်ကောင်လေးကအဲ့ဒီစာကိုကြည့်တော့မကြည့်ပဲအမိုက်ပုံနဲ့လွှင့်ပစ်လိုက်ပါတယ်ပြီးတော့သူတို့နဲ့အလုပ်တွဲလုပ်နေတာအားလုံးကိုရက်တက်မှုနဲ့နောက်ဘယ်တော့မှအတူအလုပ်မလုပ်ဖို့လက်ထောက်ကိုညွှန်ကြားလိုက်ပါတယ်လက်ထောက်ကအကြောင်းရင်းကိုမေးတဲ့အခါကောင်လေးကသူတို့ငါးစနီးကိုစော်ကားမိသွားလို့ပြက်ပြက်တတ်ပြန်ဖြေခဲ့ပါတယ်ကောင်လေးကတော့လုပ်ငန်းစုကြီးတစ်ခုရဲ့ CEO တယောက်ပါသူ့ဇနီးဖြစ်သူကကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုစတင်ဖို့ပင်ပန်းပန်းစူးစမ်းနေတာကိုသူကကြည့်ပြီးစိတ်မကောင်းဖြစ်နေခဲ့တယ်ဒါကြောင့်သူကဇနီးတွေကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်သူကသူ့ရဲ့လက်ထောက်ကိုတိတ်တဆိတ်အမိန့်ပေးလိုက်တယ်သူ့ရဲ့လက်အောက်ခံကုမ္ပဏီတွေနဲ့ကုန်ပစ္စည်းပေးသွင်းသူတွေစီကအလုပ်အားလုံးကိုသူ့ဇနီးရဲ့စတူဒီယိုစီပဲလွှဲပေးဖို့နဲ့ဈေးနှုန်းကိုလည်းအမြင့်ဆုံးပေးဖို့ပါအဲ့ဒီအချိန်မှာပဲသူ့ရဲ့ညီဖြစ်သူကရုံးခန်းထဲကိုဝုန်းတိုင်းကျဲဝင်လာပြီးသူ့ရဲ့ဘားဖွင့်ပွဲပါတီကိုလာဖို့ဖိတ်ခေါ်ပါတယ်အစကတော့သူကတိုက်ရိုက်ပဲညှင်းလိုက်ပေမဲ့ညီဖြစ်သူကအတင်းအကျပ်အတနာခံလုံးလာကြောင်းမငင်းနိုင်ပဲသဘောတူလိုက်ရပါတယ်တစ်ဖက်မှာလည်းဇနီးဖြစ်သူရဲ့တငယ်ချင်းကပင်ပန်းနေတဲ့သူမကိုအပန်းဖြေဖို့လိုက်ဖို့ပေးမယ်ဆိုပြီးလာခေါ်ပါတယ်သူမကတော့အရန်ပင်ပန်းနေလို့အိမ်ပြန်ပြီးနားကျင်တယ်လို့ညင်းပေမဲ့တငယ်ချင်းဖြစ်သူကလှပတဲ့ဝတ်စုံနှစ်စုံထုတ်ပြပြီးအတင်းတိုက်တွန်းလာကြောင်းစိတ်မပါတပါနဲ့လဲသဘောတူလိုက်ရပါတယ်တငယ်ချင်းပြင်ဆင်ပေးထားတဲ့ရင်သက်ရှူမောခွဲဝတ်စုံကိုမြင်လိုက်တဲ့အခါမှာတော့ဒီညဟာထူးခြားတော့မယ်ဆိုတာသူမသိလိုက်ပါတယ်။ဘားထဲမှာတော့ heavy metal တချင်းတန်တွေကစူညံလို့နေပါတယ်။တငယ်ချင်းဖြစ်သူကလည်းအရာအားလုံးကိုမေ့ဖြစ်ပြီးအားရပါရပြောပါဖို့သူမကိုတိုက်တွန်းနေတာပေါ့။အဲ့ဒီအချိန်မှာပဲကောင်လေးရဲ့ညီကသူမကိုမြင်သွားပြီးအကိုမကြီးကိုတွေ့တယ်လို့လှမ်းပြောပါတယ်။ကောင်လေးကတော့သူ့ဇနီးကစတူဒီယိုမှာအလုပ်ရှုပ်နေမှာပဲလို့အခိုင်အမာယုံကြည်ထားတာကြောင့်ချက်ချင်းပဲညှင်းဆိုလိုက်ပါတယ်။ဒါပေမဲ့တေချာသွားအောင်စူညံနေတဲ့တချင်းတန်တွေကြားထဲကနေဇနီးဖြစ်သူစီဖုန်းဆက်လိုက်ပါတယ်။ဖုန်းတန်ကြတော့သူမလည်းအပြေးလွှာထောက်တနေရကိုသွားပြီးဖုန်းဖြေလိုက်တာပေါ့ဖုန်းထဲကနေခင်မုန်းဖြစ်သူရဲ့နှွေးထွေးတဲ့နှုတ်ဆက်စကားကိုကြားရတဲ့အခါသူမရင်ခုန်သွားပြီးစတူဒီယိုမှာပဲရှိနေတော့မယ်လို့လိန်ပြောလိုက်ပါတယ်ကောင်လေးကတော့အမှန်တရားကိုသိနေပေမဲ့မဖော်ပဲအိမ်ကိုစိုးစိုးပြန်လာပါလို့ပဲပြောပြီးဖုန်းချလိုက်ပါတယ်သူကမလန့်မကန့်မှရှိနေတဲ့ဇနီးဖြစ်သူကိုအမူအရာမပြတ်ကြည့်နေပေမဲ့စိတ်ထဲမှာတော့တော်တော်လေးမကြည်မနှက်ဖြစ်နေပါပြီဇနီးဖြစ်သူကတော့ဘာမှမဖြစ်တယ်လို့ပဲဆက်ပြီးပျော်ပါနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့ CEO ကောင်လေးတော်တော်လေးကိုဒေါသထွက်သွားပါတော့တယ်